Hello, welcome to my blog. အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ graduate student တယောက်ရဲ့ပေါ့နော်ဒီဂျပန်မှာကျောင်းတရက်ရာတော့လေးခဏဈေးဝယ်ထွက်တဲ့အကြောင်းလေးပြပြပေးမှာဖြစ်ပါတယ်အခန်းတကားတေချာစစ်တေချာလေးဟွာလုပ်ပြီးတော့အဆောင်ကနေထွက်ပါမယ်အဆောင်က၄ဆောင်ဖြစ်တဲ့တကြောင်မလို့ဓာတ်လီကမသုံးဘဲနဲ့ပေါ့နော်လီကာကနေပဲဆင်လာခဲ့ပါတယ်အဆောင်ကနေပြီးတော့ပေါ့နော်ဒီဘတ်စကားမှတ်တိုင်ထိ10မိနစ်ကြာပါတယ်နေတဲ့အဆောင်ကပေါ့နော်ဒီကမ်းခြေနားမှာဆိုတော့ဒီစကီမျိုးရဲ့ beach bus stop ကနေပြီးတော့မြို့တဲကိုသွားပါမယ်ဆက်စချင်းဒီမှာ boat off ပေါ့နော်သူကဒီမှာပေါ့နော်ဒီပစ္စည်းတွေတော်တော်များများပေါ့နော်ရှော့စီးနဲ့ရတယ်ဒီမှာဗာလေးတွေရလဲဆိုရင်စာအုပ်တွေပြီးတော့ CD တွေပြီးတော့ပေါ့နော်ဒီဇလန်တွဲ CD ကူလေးတွေလည်းရပါတယ်ဒီမှာကျွန်မငငယ်လာကြိုက်ခဲ့တဲ့ဂျုံစောနဲ့ဂျုံစောဇလန်တွဲလေးရဲ့အခြေလေးကလေးများဇလန်တွဲလေးရဲ့တွေ့ခဲ့လို့မတန်တင်ရခဲ့ပါတယ်ဒီမှာဝတ်စားလေးတွေဆိုလို့ရှိရင်လည်းပေါ့နော်ပေါ့နော်စီးတက်တက်နဲ့ရပါတယ်ဒီမှာအယုတ်ကလေးတွေလည်းရှိပါတယ်ဒီမှာကြားလို့ရှိရင်ပစ္စည်းလေးတွေပေါ့နော်လက်မှုပစ္စည်းလေးတွေလည်းရတယ်တရားနေပြီးတော့နောက်ထပ်တနေရာကိုဆက်သွားပါမယ်နောက်ထပ်ပေါ့နော်ဒီမှာဂေါမှုစူပါမားကတ်ကိုရောက်ပါပြီဂေါမှုစူပါမားကတ်ကဆိုလို့ရှိရင်ပေါ့နော်ဒီပစ္စည်းတွေအစုံလေးလည်းရှိတယ်ဒါကြောင့်မလို့တချို့ပေါ့နော်နိုင်ငံခြားသားကျောင်းသားတော်တော်များများတော့ဒီမှာလာဝယ်ကြတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အရင်ဆုံးပေါ့နော်ဟင်းတင်းရဲ့ဈေးတန်းလေးသွားပါမယ်ရှင်ဒီမှာဆိုလို့ရှိရင်ပစ္စည်းလေးအစုံလေးရတယ်ပေါ့နော်ဟင်းတင်းရဲ့ဒီပြီးတော့ဒီမှာနက်နက်သီးတို့ဖရဲသီးတို့ပြီးရင်တခွားမွေးတို့လည်းရှိတယ်ဒါပေမဲ့သူတို့ကတော့နည်းနည်းဈေးကြီးတယ်ပေါ့နော်1000ဝန်းကျင်လောက်တော့ပေးရပါတယ်ဒီမှာပန်းသီးလေးတွေဆိုလို့ရှိရင်လည်းပေါ့နော်လက်ဆက်လေးရခဲ့တယ်ကျွန်တော်ကတော့ဒီနေ့တော့ဝယ်ခဲ့ပါတယ်ပြီးရင်ဒီမှာပန်းလေးတွေလည်းရှိတယ်ပန်းကတော့နည်းနည်းတော့ဈေးကြီးတယ်ပေါ့နော်နည်းနည်းမြန်မာငွေနဲ့တွက်ရင်တော့1000လောက်တော့ရှိတယ်ပေါ့နော်ပြီးရင်နောက်ထပ်ပေါ့နော်ဒီ sausages မျိုးစုံလေးတွေရှိတယ်တင်တခြားပီဇာနဲ့တွဲစားလို့ရတဲ့ပစ္စည်းမျိုးစုံလေးတွေလည်းဒီအတန်းလေးမှာရတယ်ပေါ့နော်နောက်ထပ်ဒီမှာဆူရှီတို့ပေါ့နော်ဒီမှာဖတ်ထုတ်တို့ပြီးရင်တင်ဆန်တို့စသဖြင့်ပေါ့နော် ready made စားလို့ရတဲ့ပစ္စည်းလေးတွေလည်းဒီနားလေးမှာဒီတန်းလေးမှာရပါတယ်ဒီမှာတော့နောက်ထပ်ပေါ့နော်ဒီမှာအာဟာရဖြစ်စေတဲ့အစားအစာလေးတွေပေါ့နော်ဒီမှာ protein တက်ပါတဲ့အာဟာရလေးတွေရှိတယ်ပြီးရင်အလာပါ collagen နဲ့ပတ်သက်တဲ့အာဟာရလေးတွေလည်းရှိတယ်နောက်ပြီးတော့ဒီမှာဆိုလို့ရှိရင် energy drink လေးတွေပေါ့နော်သူအလုပ်ပင်ပန်းတာတို့စားနဲ့ပတ်သက်လို့ပင်ပန်းတာလေးရှိရဆိုရင်တော့ဒါလေးတွေတောင်းရင်တော့အပန်းဖြည့်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဈေးဝယ်ပြီးတော့ကောင်တာမှာရှင်းပြီးပစ္စည်းလေးတွေထုတ်ပို့ပါပြီ။နောက်တော့ဖြစ်ကျွန်မဈေးဝယ်ထွက်လို့ရှိရင်အိတ်ကလေးယူခဲ့ပါတယ်။ဘာလို့လဲဆိုတော့ဒီမှာဈေးဝယ်လို့ရှိရင်ပေါ့နော်ဒီဆိုင်ရနေပြီးတော့ချိုအိတ်ကိုအလကားမပေးပါဘူး။9ရန်ကနေပြီးတော့10ရန်စသဖြင့်ပေါ့နော်အဲ့လိုလေးတွေပေးရပါတယ်။ဈေးဝယ်ပြီးပြီဆိုတော့ပြန်လာတော့မယ်။ဘတ်စကားမှတ်တိုင်မှာစောင့်နေရင်လည်းဒီနားမှာလည်းဖွားတဲ့ရှိတဲ့တကြောင်မလို့အတူတူစောင့်နေကြပါတယ်။ပြီးတော့ဘတ်စကားနဲ့ပြန်ပါမယ်။ကျွန်မဒီနေ့ဗာလေးဝဲလာခဲ့လဲဆိုတာကြည့်ကြည့်ရအောင်ပေါ့နော်ဒီမှာjuice လေးပါငါပါပါတယ်ချက်သားလေးပါအားလေးပါဒီမှာဒါလေးကတော့အနှစ်ဖူးပါခောက်ဆွဲကြော်တို့အတုပ်တို့ပါစားဖို့အတွက်ပေါ့နော်အနှစ်ဖူးလေးဝဲလာခဲ့ပါတယ်ဒါလေးကတော့ coffee နဲ့ပေါ့နော် water နဲ့ပေါ့နော်အချင်းလေးနဲ့တွဲစားလို့ရအောင်ပို့ဝဲခဲ့ပါတယ်နေရချစ်တော်နေရတော့များများလေးဝယ်ခဲ့ပါတယ်ဒီမှာအသီးရွက်အစုံပါတဲ့အထုပ်ကလေးပေါ့နော်ဒါကတော့ strawberry လေးကိုရေခဲရိုက်ပြီးတော့ပေါ့နော်အတုံးလေးတွေတုံးထားတယ် cereal နဲ့ပေါ့နော် juice နဲ့တွဲစားလို့ရဖို့တော့ဝယ်ခဲ့ပါတယ်ဒါလေးကတော့ပေါင်ပေါင်လေးပါဒါလေးကတော့ပေါ့နော်ဒီမှာ balance food လို့ခေါ်တယ်ပေါ့နော်ဒီ calorie mate ပေါ့သူကဒီလိုအပ်တဲ့အာဟာရလေးတွေအတွက်ပေါ့နော်အာဟာရဖြစ်စေတဲ့အစားအစာလေးတစ်ခုပါဒါလေးကတော့ပေါ့နော်ကျွန်မစားလုပ်တဲ့ချိန်တိုင်းပေါ့နော်ပြင်းလို့ရှင်စားတဲ့အာလူကြော်လေးပါ Thank you for watching